လက်ရှိမှာ visa 100 ရာခိုင်နှုန်းပေးရလျက်ရှိနေတဲ့ဒီ Europe ထဲကနိုင်ငံတစ်ခုဖြစ်တဲ့ Switzerland မှာဆိုလို့ရှိရင် ranking မြင့်ကျောင်းတွေမှာဒီ scholarship နဲ့အတူတက်ရောက်နိုင်မယ်ဆိုလို့ရှိရင်စဉ်းစားကြပါမင်္ဂလာပါရှင်အခုလက်ရှိ UK student visa တွေကိုခေတ္တဆောင်ဆိုင်နေတဲ့ကာလမှာမိဘများနဲ့ကျောင်းသားကျောင်းသူတွေအတွက်ပုံမကောင်းမွန်တဲ့ဒီရွေးချယ်မှုတစ်ခုကိုမျှဝေပေးသွားချင်ပါတယ်။ဒါကတော့ကမ္ဘာအဆင့်မီ hospitality နဲ့ business ဘာသာရပ်တွေကိုကမ္ဘာနံပါတ်1သတ်မှတ်ထားတဲ့ Switzerland နိုင်ငံပဲဖြစ်ပါတယ်။ Switzerland ရဲ့ top rank 1 to 7အတွင်းမှာပါဝင်နေတဲ့ဒီ Swiss Education Group ရဲ့အကြောင်းတစ်ခုဖြစ်တဲ့ Swiss Hotel Management School မှာဆိုလို့ရှိရင်အကြောင်းရဲ့ Canary Campus နဲ့ Hospitality ဘာသာရပ်တွေကိုဒါတက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင်။ Disney နန်းတော်ကြီးရဲ့မျိုးဒါစာသင်ကြားတဲ့ facility ကိုရယူခြင်းနဲ့အကြောင်းသားရဲ့အနေနဲ့ကတော့ဒါ Switzerland နိုင်ငံမှာရှိတဲ့ဒါ Swiss Hotel Management School ပါဆိုလို့ရှိရင်ဒါ Hospitality နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုဒါတက်ရောက်နိုင်ပါတယ်။ဒါကြောင့်ဆိုလို့ရှိရင်တော့ကမ္ဘာအဆင့်ဒီ World Rank Top 2မှာတည်ရှိနေတဲ့အကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ SHMS ရဲ့ campus က2ခုရှိပါတယ်။ဒါ Montreux မြို့ရဲ့ဒီ course release နဲ့40မှာတည်ရှိပါတယ်။အရင်တုန်းကနိုင်ငံတော်ဒီနေရာ hotel ဒီနေရာတွေကိုပြန်လည်ပြီးတော့ဒီအကြောင်းအဖြစ်ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လို့ကျောင်းသားကျောင်းသူတွေအနေနဲ့က5 star ပတ်ဝန်းကျင်မှာဒါလေ့လာသင်ယူခွင့်ရမှာဖြစ်ပါတယ်ရှင်။ SHMS မှာဆိုလို့ရှိရင်တော့ဒါကျောင်းသားကျောင်းသူတွေအနေနဲ့က Bachelor Degree ဖြစ်တဲ့ဒီ University of Derby UK ကနေပြီးတော့ပူးတွဲပေးရရှိနေတဲ့ Hospitality Management, Design Management နဲ့ Event Management ကိုဒါသင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။နောက်ထပ်ကျောင်းကနေပြီးတော့ကျောင်းသားကျောင်းသူတွေအတွက်ကိုဒါလုပ်ငန်းခွင်အတွေ့အကြုံရရှိအောင်လို့စီစဉ်ပေးထားတဲ့ paid internship ပေါ့နော်။ဒါဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေအနေနဲ့ကဒါအကြောင်းဒီတက်ရောက်တဲ့စာသင်ကာလအပြင်ကို paid internship ပါဝင်တဲ့လောက်ခလာစာရရှိတဲ့ဒီလုပ်ငန်းခွင်အတွေ့အကြုံကိုပါထည့်သွင်းပြီးတော့ဒီ program တွေထဲမှာစီစဉ်ထားရှိတဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေအနေနဲ့ကဒီလုပ်ငန်းခွင်အတွေ့အကြုံရရှိတဲ့ paid internship ကာလတွေမှာလောက်ခလာစာ Swiss dollar 2000ကျော်လောက်ကနေစတင်ပြီးတော့ဒါရရှိနေပါတယ်။ဒါကြောင့်စာသင်ကာလနဲ့ဒီ internship ကာလတွေမှာကျောင်းသားကျောင်းသူတွေအနေနဲ့ကမိမိတို့ရဲ့စာသင်ကြားခြင်းအပြင်ကိုလုပ်ငန်းခွင်အတွေ့အကြုံကိုပါရရှိတဲ့အတွက်ကြောင့်လို့ကျောင်းသားကျောင်းသူတွေရွေးချယ်ပြီးတော့တက်ရောက်နေကြတဲ့ဒီကျောင်းတစ်ခုလည်းဖြစ်ပါတယ်။ Swiss Hotel Management School ဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေအတွက်ဒါလုပ်ငန်းခွင်အတွေ့အကြုံကိုရှောက်ထားနိုင်ရန်အတွက်ဒီ resume ပြင်ဆင်တာအစား interview ဖြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဒါပြင်ဆင်သင့်တယ်ဆိုတဲ့ဥစ္စာမျိုးတွေကိုပါကျောင်းကနေပြီးတော့ပြင်ဆင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဒီ career opportunity အတွက်ပေါ့နော်ကျောင်းသားကျောင်းသူတွေကိုနှစ်စဉ်ဒါ Swiss Hotel Management School မှာဆိုလို့ရှိရင် International Recruitment Forum ဆိုတဲ့ဒီ IRF ပေါ့နော်အဲ့ဒါကိုနှစ်စဉ်နှစ်တိုင်းကျင်းပပေးနေတဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေအနေနဲ့ကတော့မိမိတို့ဘယ် sector တွေဘယ်အပိုင်းတွေမှာကိုကပို့ပြီးတော့အားတန်တယ်တို့အချက်လက်တွေပေါ်မူတည်ပြီးတော့ဒါကုနာတော့ IRF ပွဲမှာဆိုလို့ရှိရင်ဒါလုပ်ငန်းခွင်အတွေ့အကြုံရရှိဖို့ရန် interview တွေကိုစီစဉ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့နှစ်တရာမိမိတို့ရဲ့ဒီလုပ်ငန်းကျွမ်းကျင်ပုံမူတည်ပြီးတော့ရှောက်ထားနိုင်ပါတယ်ရှင်။ကျောင်းမပြီးခင်ကတည်းက industrial ဒါ leader တွေနဲ့တိုက်ရိုက်ချိတ်ဆက်နိုင်တာမို့လို့ professional ကြကြအလုပ်အကိုင်ရရှိဖို့အတွက်ကိုဒါရနှုံးပြည့်တည်ကြနိုင်မှာဖြစ်ပါတယ်ရှင်။စက်တင်ဘာ2026 intake ကိုရောက်ထားခြင်းတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကတော့ဒါ March 2026နဲ့ April လတွေမှာစတင်ပြီးတော့ကျောင်းလျှောက်ထားနိုင်တဲ့အတွက်ကိုပြင်ဆင်နိုင်ပါတယ်။ကျောင်းလျှောက်ထားရတဲ့အတွက်ကိုလိုအပ်တဲ့အချက်အလက်တွေကိုဒါ Going Education ရဲ့ consultant တွေကနေတစ်ဆင့်အသေးစိတ်တူးချင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ visa process တွေကျောင်းဝင်ခွင့်တွေဒီကျောင်းလျှောက်ဖို့ရန်ပြင်ဆင်ဖို့အတွက်ကိုဘာတွေပြင်ဆင်ရမလဲဆိုတဲ့ဥစ္စာမျိုးကိုဒါဦးချင်းဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Going Education ရဲ့ message box သို့မဟုတ် phone Viber နဲ့တစ်ဆင့်ဆက်သွယ်ပြီးတော့ပွားမြင်လာကိုရယူနိုင်ပါတယ်ဆိုတာသတင်းကောင်းပေးရပါတယ်ရှင်